ကျွန်တော်ကိုထောင်းကလို့ပေါ့နော်electric ဝင်ပေါ့ကျွန်တော် single free ပေါ့တန်နေနဲ့ကျွန်တော်တန်ရှိမယ်တန်ခွဲရှိမယ်ပေါ့နော်ကျွန်တော်တန်မှာဆိုရင်2မျိုးရှိတယ်ပေါ့နော်2မျိုး3မျိုးရှိတယ်ပေါ့လားတန်ပေါ့ဒီတန်ပေါ့ဒီကောင်းဆိုရင်သူကမော်တာ3 kW နဲ့ဂျိုးရှည်က60 မီတာပေါ့ပေးနေရပါမယ်ပေါ့နော်ကျွန်တော်တို့ brand ဆိုရင်Korea က brand နဲ့လာမယ်ပေါ့နော်ကျွန်တော်ဒီ Korea က brand နဲ့လာမယ်ပေါ့ဒါလည်းတန်ပဲဒီကောင်ကကျတော့အားသာချက်ကဗာလဲဆိုတော့မော်တာကိုအေးပေးတဲ့ဖန်ပါကနှလုံးပါတယ်ဒီဘက်မှာတစ်လုံးပါတယ်ဒီဘက်မှာတစ်လုံးပါတယ်ဒါလည်းတန်ပဲဒါကျတော့သူက gear box ကတက်ဖြစ်သွားဒီဟာတွေကကျတော့ဒီတန်တွေကကျတော့ gear box နဲ့မော်တာနဲ့တွဲထားတယ်အဲ့လိုဒီကောင်လည်းဂျိုးပေးနေရပဲဒီရဲ့ပုံစံလေးမော်တာကတော့3 kW ပဲဒီကောင်ကတန်ခွဲပေါ့တန်ခွဲဒီကောင်ကကလပ်ပါလေရပေါ့တော်တူလည်းဒီလိုပဲမော်တာကိုအေးပေးတဲ့ဖာမန်ကလုံးပါတယ်ဒီဘက်မှာတစ်လုံးဒီဘက်မှာတစ်လုံးကျွန်တော်တန်ခွဲမှာဆိုရင်တော့မော်တာကီလိုက4 kW ဆက်ကြမှာဗျကြီးပါဆက်ကြမှာပါကျွန်တော်4 kW ပေါ့နော်မော်တာကီလိုကတော့အဲ့ဒီဒီမျိုးလိုရရင်ကျွန်တော်ကိုတော့မှာယနေ့ချစ်ခင်စွာစက်တင်မြင်းမြန်းဝယ်အပေးနိုင်ပါတယ်